သမီး ရှင်းဖေ ဟာနိုင်တာသမီး ရှင်းဖေ နေပါပြစ်နေရလေ ဖြစ်လို့လေအဖေရဲ့ မီအိုဘီနဲ့နေဘလို့ပြစ်နေတာလေဟာ ဟိုဟာလေးဖေရဲ့ဟိုဟာကြွအထက်မှာကြွဝင်နေလို့တမီးမောင်းထုတ်နေရဖေ အဝိပုံမှာကြောက်ဝင်နေတာ ဟုတ်ကဲ့ပါ ဆုံးရှုံးမှုများတယ် ဘာလို့ဖေရဲ့ ဟာကျွဲ့ ကျွန်တော်ကြွတဲ့ကောင်ပါ ဟာကြီးလာပြီလားကွာ ချင်းစော့တာလို့ ဟဲ့ရဲဝဲ ခင်ဗျာ မင်းငါ့ကိုဘာကြီးလျှောက်ပြောနေရလဲမင်းငါသမီးကိုဘာလုပ်လိုက်သေးလဲ ကျွန်တော်ပါပါတော့ပုတ်လိုက်တယ် ပို့ဆိုးသွားပြီငါဒီကောင်တက်တူးထိုးခိုင်းတာငါတက်တူးကိုမြင်လိုက်တရွာလုံးဖိမ့်ဖိမ့်တောင်ကြောက်သွားတဲ့ပုံစံမျိုးငါထိုးခိုင်းတာဒီကောင်ထိုးပေးတာလေပြောင်ဆက်ဆက်နဲ့ရှာတောင်ထုတ်ပြနေသေးတယ်ရဲနာ ရှင်းဖေ ဒီကောင်နဲ့မပတ်သက်ပါနဲ့လို့နင့်ကဘယ်နှခါပြောရမလဲ လမ်းကြုံလို့စကားပြောနေရ လမ်းကြုံလည်းပြောစရာအကြောင်းမရှိဘူး ဟုတ် ဒီမှာကြည့်အဖေမျက်နှာကိုမျက်နှာကိုတေချာကြည့်တာဒီကောင်ထိုးချိန်ထားတာလေမျက်နှာကြီးတစ်ခုလုံးစုပ်ပြတ်တတ်နေပြီကြည့်အောင်ဒီမှာ ဖေလည်းပြန်လောက်ထားရပဲဟိုမှာခိုင်ရနဲ့တနာပါ အော်နေရအဖေဘက်ကမပါဘဲနဲ့ဟဲ့အခြေမင်းမရှိတဲ့ကောင်မင်းကငါပြောထားမယ်မင်းငါသမီးနဲ့မပတ်သက်ပါနဲ့ သိတော့ပါဖေ ရှင်းရှင်းပြောမယ်မင်းကငါသမီးနဲ့လုံးဝသဘောမတူဘူးနားလေလားရအောင်အခြေမင်းမရှိတဲ့ကောင် ဂွင်လေးရောက်တော့ဖဲ့တယ်ဗောဟာလားဒီမှာဦးလေးဦးလေးလည်းကျွန်တော်အမေနားမှာမတွေ့စီနဲ့နော်ဘလို့ပုံစံနဲ့ပဲတွေ့တယ်ကျွန်တော်ဆုံးမဆုံးနဲ့ no လာသမီးလာသွားမယ် ဟုတ်ကဲ့မတွေ့မယ်နော် ကျွန်တော်ထိုးကြိတ်ထားတာတော့မမှတ်ဘူး